အားလုံးပဲမင်္ဂလာပါသူတို့ United ရဲ့ Facebook page နဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါ United အသင်းအနေနဲ့လက်ရှိကျွန်တော်တို့ Ruben Amorim ရဲ့လက်အောက်မှာ Premier League 3ပွဲဆက်နိုင်ပွဲဆိုတဲ့ရလဒ်တွေလည်းရရှိနေတယ်လို့မျိုးအင်္ဂလိပ်ဆွမ်းဆောင်ရည်အနေနဲ့ဆိုလို့ရှိရင်လည်းတော်တော်လေးအဆင်ပြေနေတာကိုတွေ့ရတယ်ဆိုတော့အင်္ဂလိပ်ဆွမ်းဆောင်ရည်ရဆိုလို့ရှိရင်လည်းဒါ၄ပွဲဆက်အထိနိုင်ရရှိထားတာရှိတယ်ပေါ့ Ruben Amorim ရဲ့လက်အောက်မှာ United အသင်းသားတွေအနေနဲ့တဖြည်းဖြည်းချင်းတိုးတက်လာတာတွေကိုကျွန်တော်တို့မြင်နေရတာဖြစ်တယ်ဆိုတော့အသင်းသားတွေအနေနဲ့ဆိုလို့ရှိရင်လည်းတူးချင်း performance တွေကိုလည်းကောင်းကောင်းမွန်မြင်နေရတာဖြစ်တယ်လို့မျိုးပေါ့နော်ဆိုတော့ကစားသမားတွေရဲ့ mental ဘိုင်းအောင်ဆိုလို့ရှိရင်လည်းအခုလက်ရှိအရှင်တွေရတော်လေးကို high level ထိကိုရောက်နေတာဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့ကျွန်တော်တို့ Liverpool ကိုနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကစားသမားတွေရဲ့စိတ်သက်ပိုင်းဆိုင်ရာတော်တော်လေးကိုကောင်းမွန်နေတာတွေ့ရတယ်ဆိုတော့တူးချင်းဆွမ်းဆောင်ရည်တွေပိုင်းအရဆိုလို့ရှိရင်လည်းမခုမကတ်ဖဲနဲ့ပေါ့နော်ကစားသမားတွေဟာကစားနေရတာကိုကျွန်တော်တို့မြင်နေရတာဖြစ်တယ်ပေါ့ဆိုတော့အခု United အသင်းအနေနဲ့ performance ကောင်းတွေကိုပြသနေတယ်ဆိုတော့ဒီ performance ကောင်းတွေကိုပြသနေတဲ့အတော်အတွင်းမှာပဲဒါကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါဒီဇင်ဘာကာလပွဲချက်ကာလဆိုတာကိုကျွန်တော်တို့ရောက်လာပြီးဆိုတော့ဒီပွဲချက်ကာလမှာ United အသင်းဟာတော်တော်လေးကန်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကာလအတွင်းမှာကန်ရမယ့်ပွဲပေါင်းဟာဆိုလို့ရှိရင်ဒါ10ပွဲလောက်ထိရှိတယ်ဆိုတော့အဝေးကွင်း9ပွဲဒါအိမ်ကွင်း9ပွဲဆိုပြီးတော့မှ10ပွဲလောက်ထိရှိတယ်ပေါ့ဆိုတော့ဒီ10ပွဲထဲမှာဆိုလို့ရှိရင်အသင်းကြီးလို့ပြောလို့ရတဲ့အသင်းဆိုလို့ဒါဘယ်လိုပြောမလဲစပါအသင်းနဲ့ဒါနျူကာဆယ်အသင်းတို့လောက်ကိုပဲကျွန်တော်တို့ပါဝင်တာဖြစ်တယ်ဆိုတော့ဒီရဲ့အခြေအနေကို United အသင်းနဲ့ဒီ Ruben Amorim အနေနဲ့ပေါ့နော်ဒါအကောင်းဆုံးသုံးချသွားပြီးတော့မှဒါရမှတ်တွေကိုအများဆုံးစုဆောင်းနိုင်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ United အသင်းကန်ကောင်းဆောင်းမစွာနဲ့ပဲအခုလိုမျိုးပွဲတွေကဘယ်လိုလဲလွယ်ကူနိုင်ခြေရှိတဲ့အနေအထားမျိုးကိုရှိနေတာပေါ့နော်ဆိုတော့ Ruben Amorim အနေနဲ့ဒါကိုအသုံးချရမယ်ဆိုတော့နောက်နှစ်ရာသီမှာကျွန်တော်တို့တွေအနေနဲ့ဒါဘယ်လိုပြောမလဲဥရောပဝင်ဝင်တစ်ခုကိုတွားဖို့အတွက်ကိုplan ထားတယ်ဆိုလို့ရှင်တော့ဒီအခြေအနေဟာဆိုလို့ရှိရင်ကျွန်တော်တို့အသုံးချရမယ့်အခြေအနေလို့ပဲကျွန်တော်ကတော့မြင်နေဆိုတော့ United အသင်းအနေနဲ့ဆိုလို့ရှင်အခုလက်ရှိဒီလာမယ့်ဘက်ကနေပြီးတော့ပေါ့နော်ဒီဇင်ဘာကာလဒီလကုန်အထိကိုကျွန်တော်တို့တွေ့ရမယ့်အသင်းတွေဟာဆိုလို့ရှင်ပေါ့နော်ဆိုတော့ဒါနိုဝင်ဘာလ1ရက်နေ့မှာဆိုလို့ရှင် Nottingham Forest နဲ့အဝေးကွင်းသွားခံရမယ်ပြီးလို့ရှင်ကျွန်တော်တို့နိုဝင်ဘာလ10ရက်နေ့မှာဆိုလို့ရှင်ကျွန်တော်တို့Spa အသင်းနဲ့တို့အဝေးကွင်းမှာသွားပြီးတော့မှကန်ရမှာဖြစ်တယ်ဆိုတော့ပြီးလို့ရှင်25ရက်နေ့မှာဆိုလို့ရှင်တော့ကျွန်တော်တို့ Man United အသင်းကဒါအိမ်ဝင်းမှာကျွန်တော်တို့ Everton အသင်းကိုအခက်ပြီးတော့မှကစားရမှာဖြစ်တယ်ဆိုတော့အဲ့ပွဲပြီးတာနဲ့ကျွန်တော်တို့30ရက်နေ့နိုဝင်ဘာလမှာဆိုလို့ရှိရင် Crystal Palace ကိုအဝေးကွင်းသွားရောက်ပြီးတော့မှရှင်ပြိုင်ရမှာဖြစ်တယ်ဆိုတော့ဒါပြီးတာနဲ့ကျွန်တော်တို့ West Ham အသင်းကိုတော့ဒီဇင်ဘာ9ရက်နေ့မှာကန်ရမှာဖြစ်ပြီးတော့မှ Wolves အသင်းကိုတော့ကျွန်တော်တို့တွေဒါ9ရက်ဒီဇင်ဘာလမှာကန်ရမှာဖြစ်တယ်ဆိုတော့ Man United အသင်းအနေနဲ့နောက်ထပ်ပွဲတစ်ပွဲအနေနဲ့ဆိုလို့ရှိရင်ဘုံမောက်အသင်းကို73ရက်နေ့မှာကန်ရမှာဖြစ်ပါတယ် Aston Villa အသင်းကိုတော့ကျွန်တော်တို့အနေနဲ့ဒါအဝေးကွင်းသွားပြီးတော့မှ21ရက်နေ့မှာကန်ရမှာဖြစ်တယ်ပေါ့ဆိုတော့အသင်းကြီးအသင်းလို့ညီလို့ရတဲ့ပေါ့နော်ဒါဘယ်လိုမလဲအသင်းဖြစ်တဲ့ Newcastle အသင်းကို United အသင်းရဲ့အိမ်ကွင်းမှာကန်ရမှာဖြစ်တယ်ဆိုတော့ဒါဟာတော်တော်လေးကန်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ Newcastle အသင်းကိုအိမ်ကွင်းအားနဲ့ပြန်လဲပြီးတော့မှကျွန်တော်တို့တွေတိုက်ထုတ်နိုင်မဲ့အနေအထားမျိုးကိုရရှိနေတာပဲဖြစ်တယ်ဆိုတော့ဒီအခွင့်အရေးဟာဆိုလို့ရှိရင်လည်းအင်မတန်မှကောင်းမွန်တယ်လို့ပြောလို့ရတယ်ဆိုတော့ဒီဇင်ဘာလ31ရက်နေ့မှာဆိုလို့ရှိရင်လည်း United ကအိမ်ကွင်းမှာဒါ Wolves အသင်းကိုကျွန်တော်တို့တွေသွားWolves အသင်းကိုဒါအိမ်ကွင်းမှာရှင်ပြန်ရမှာဖြစ်တယ်ပေါ့ဗျာဆိုတော့တော်တော်လေးကန်ကောင်းပါတယ် United အသင်းအနေနဲ့လက်ရှိတွေ့ရမယ့်ပွဲတိုင်းဟာလို့ဆိုလို့ရှိရင်သူဘယ်လိုပြောမလဲပွဲချောင်တယ်လို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့ဒီထက်မှာဟိုခက်ခဲမဲ့အသင်းဆိုလို့ကျွန်တော်တို့အနေနဲ့ဒါ Spa အသင်းကိုဝေးကွင်းမှာသွားကန်ရမယ့်ပွဲရယ်ပြီးလို့ရှိရင်ဘုံမောက်အသင်းကိုအိမ်ကွင်းမှာရှင်ပြန်မယ့်ပွဲနဲ့အတူပေါ့နော်ဒါ Newcastle ကိုကျွန်တော်တို့ဒါအိမ်ဝင်းမှာရှင်းပြမယ်ပွဲပေါ့နော်ဒီပွဲလေးတွေကတော့နည်းနည်းခက်ခဲနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင် United အသင်းအနေနဲ့တည်တဲ့အတိုင်းပဲ Spa အသင်းဟာဆိုလို့ရှိရင်လည်း United အသင်းနဲ့တွေ့ပြီဆိုလို့ရှိရင်အခုနောက်ပိုင်းမှာအမြဲတမ်းလိုဒုက္ခပေးတဲ့အသင်းတွေမှာပါတယ်ဆိုတော့လောလောလတ်လတ်ပဲ United အသင်းအနေနဲ့ဥရောပဝင်ခွင့်ကိုကျွန်တော်တို့ဒါ Spa အသင်းကြောင့်ဆုံးရှုံးခဲ့ရတာပေါ့ဗျာဆိုတော့ဒီရဲ့ရှုံးကြွေးကိုတော့ United အသင်းနဲ့ပြန်ဆက်နိုင်မလားဆိုတာကတော့စောင့်ကြည့်ရမယ်အကောင်းဆုံးကတော့ United အသင်းအနေနဲ့ပြန်ဆက်နိုင်ဂျင်းထက်ကိုပေါ့နော်အနည်းဆုံးဟိုဘယ်လိုမှမလဲ Spa အိမ်ဝင်းဆိုတော့လည်းဗျာဒါတေးရလက်လောက်ကတော့အနည်းဆုံးရအောင်ဆွမ်းဆောင်သွားနိုင်တင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့နောက်ထပ်သင်းကကျွန်တော်တို့တွေဒါဘုံမောက်ပေါ့နော်ဘုံမောက်ကိုတော့အိမ်ကွင်းမှာရှင်ပြန်ရမှာဖြစ်တယ်ဆိုတော့လက်ရှိဘုံမောက်ဟာဆိုလို့ရှိရင်လည်းကျွန်တော်ညီကိုတွေတွေးတဲ့အတိုင်းပဲအသင်းဟာတော်တော်လေးဆွမ်းဆောင်ရည်ကောင်းနေတယ်ပြီးရင်ကြစ်လက်တယ်တော်တော်လေးလဲတိုက်စစ်ပိုင်းဆိုင်ရာမှာအဆင်ပြေနေတဲ့အသင်းလို့ပြောလို့ရတယ်ဆိုတော့လက်ရှိဒါဘယ်လိုပြောမလဲအဆင်စရာရည်တည်မှုမှာဆိုလို့ရှိရင်လည်းအဆင့်နှစ်နေရာအထိကိုရောက်ရှိနေတဲ့အသင်းဖြစ်တယ်ပေါ့လောကမဲ့ပွဲတွဲမဟုတ်ဘူးဒါပေမဲ့ United အသင်းရဲ့အိမ်ကွင်းဖြစ်တာကြောင့်မလို့ဒါအိမ်ကွင်းအားပြီးလို့ရှိရင်ဒါပရိသတ်အားဆိုတဲ့အရာတွေနဲ့ပြန်ပြီးတော့မှဒါဘုံမောက်အသင်းကိုပြန်လဲပြီးတော့မှခုခံနိုင်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ United အသင်းအနေနဲ့လက်ရှိရှေ့စွမ်းကိုလက်ရှိအသင်းသားတွေရှိနေတဲ့စိတ်သက်ပိုင်းဆိုင်ရာကိုဒါဘယ်လိုပြောမလဲဆက်ပြီးတော့မှသွားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီတွေ့ရမယ့်ပွဲတိုင်းလိုဟာဆိုလို့ရှိရင် United အသင်းအနေနဲ့မျှော်လင့်ခြင်းစရာတွေရှိရလို့ပြောလို့ရတယ်ဆိုတော့အနည်းဆုံးကျွန်တော်တို့တွေဟာဆိုလို့ရှိရင်ခက်ခဲပါတယ်ဆိုတဲ့အသင်းအနေနဲ့တွေ့မဲ့ပွဲတွေမှာဆိုလို့ရှိရင်တေးရလက်လောက်ထိသွားပြီးတော့မှ channel ပွဲတွေကိုတော့အနိုင်ကန်
အနိုင်ခံလို့ရနိုင်ခြေရှိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့ဆိုတော့ဒီအချိန်တွေဟာဆိုလို့ရှိရင် United အသင်းရဲ့ဒီဥရောပဝင်ခွင့်အိမ်မက်ဟာဆိုလို့ရှိရင်အကောင့်ထဲပေါ်ကျင်စရာအနေအထားမျိုးပဲဖြစ်တယ်ဆိုတော့ရမှတ်တွေရတဲ့လောက်ကျွန်တော်တို့စုဆောင်းနိုင်ရမှာဖြစ်တယ်ဆိုတော့ရူဘင်အာမိုရင်အနေနဲ့ဘလောက်ထိစွမ်းဆောင်သွားနိုင်မလဲလက်ရှိဒါဒီဇင်ဘာလကုန်ထိတွေ့မဲ့10ပွဲအတိုင်းအတာမှာဆိုလို့ရှိရင်ရူဘင်အာမိုရင်နဲ့အနည်းဆုံးဒီကျွန်တော်တို့တွေဒါ9ပွဲဒါမှမဟုတ်6ပွဲလောက်အထိတော့ကျွန်တော်တို့တွေအနိုင်ရရှိအောင်စွမ်းဆောင်တင်နေကျန်တဲ့ပွဲတွေကိုတော့တရေပွဲနဲ့ဒူဘောနော်ဒါမရှုံးအောင်ကန်သွားနိုင်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့မျှော်လဲကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လက်ရှိစီဇွမ်းပိုင်းအရာသွားနိုင်မယ်ဆိုလို့ရှိရင်တော့မျှော်လင့်လို့ရတယ်မျှော်လင့်နေတယ်ပေါ့နော်ဆိုတော့ရူဘင်အာမိုရင်လောက်ပြရမယ်ဒါလက်ရှိဒါအခွင့်အရေးလို့ကျွန်တော်ကတော့ပြောမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညီကိုတွေဘယ်လိုမြင်ကြလဲပေါ့နော်ဆိုတော့လက်ရှိ United အသင်းအနေနဲ့လက်ရှိရှေ့စွမ်းနဲ့အထူးဒါဒီဇင်ဘာကာလအတွင်းမှာတွေ့ရမယ်ဒီ10ပွဲအတိုင်းအတာအတွင်းမှာ United အသင်းအနေနဲ့ရမယ်ဘယ်လောက်ထိစုဆောင်းသွားနိုင်မလဲပြီးလို့ရှိရင်တော့ဘယ်အသင်းတွေဟာဆိုလို့ရှိရင် United အသင်းအတွက်လွယ်ကူတဲ့ပြိုင်ဘက်တွေဖြစ်နေမလဲပေါ့နော်ဆိုတော့ဒီကြောင့်အနေနဲ့ပတ်သက်ပြီးတော့မှ comment section မှာဝင်ရောက်ပြီးတော့မှမှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာနားချင်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့ညီကိုတယောက်ရှင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ